အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အထက်ပိုင်းသားတွေစားကြတဲ့ငါးခေါက်ဆွဲပြုလုပ်နည်းကိုမျှဝေပေးသွားပါမယ်ရှင်အရင်ဦးဆုံးခေါက်ဆွဲရဲထည့်ဖို့အတွက်ငရုတ်စီချက်ပါမယ်ကျမကတော့ငရုတ်စီချက်လို့ရှိရင်ငရုတ်တီးမုံကိုခွက်တစ်ခုတည်းအရင်ထည့်ပြီးတော့စီပူပူလောင်းထည့်လိုက်တာပါပဲရှင်ရှေ့မှာစီပူနှစ်စွန်းလောင်းတဲ့ဗီဒီယိုကမရိုက်လိုက်ရလို့နောက်ဆုံးတစ်စွန်းလောင်းတဲ့ဗီဒီယိုပဲတင်ပြလိုက်ပါတယ်နော်ချက်ထုံဖြူစီချက်ပါမယ်ရှင်ငါးဟီးရီချက်ဖို့အတွက်ငါးတွေကိုစကြော်ပါမယ်။ကျမကတော့ငချင်းကိုသုံးထားပါတယ်ရှင်။ဒီနေရာမှာငါးကိုမပြုတ်ဖဲကြော်ပြီးသုံးတာကငါးအသားလေးကိုထုတ်လေးဖြစ်နေစေပြီးတော့အညီနဲ့လည်းပျောက်စေပါတယ်ရှင်။ကြော်ထားတဲ့ငါးကိုအေးခံပြီးရင်အယိုးလွင်ပါမယ်နော်။ကျမကတော့ငါးအရည်ကိုလည်းမပြစ်ပဲဟင်းရည်တွေထည့်သုံးပါတယ်ရှင်ပြီးရင်တော့ကြက်သွန်နီတွေကိုထောင်းပါမယ်ရှင်သူ့ကိုတော့ထောင်းတယ်ဆိုရုံလေးပဲထောင်းပါမယ်နော်ချက်သွန်နီကိုစနွင်းရယ်ငပိလေးရယ်ထည့်ပြီးတော့စီတက်ပါမယ်ရှင်အယိုးနှွင်ထားတဲ့ငါးတွေကိုပါထည့်ပြီးတော့စီတက်ပါမယ်ထိတ်မှသားရပေးထားတဲ့ခရမ်းကျင်ဒီရဲ့ထူထောင်ထားတဲ့ဂျင်းရည်ထည့်ပြီးရင်ရေထည့်ပြီးတော့ဟင်းရည်ကိုတည်လိုက်ပါမယ်ရှင်ခရမ်းကျင်ဒီကိုတော့ကျမကဟင်းရည်အယောင်လောက်အောင်လို့ထည့်တာပါရှင်အကယ်၍မိမိကမထည့်ချင်ဘူးဆိုရင်လည်းရပါတယ်ရှင်ဟင်းရည်တွေလည်းပွက်လာပြီးခရမ်းကျင်ဒီတွေလည်းဣလာပြီးဆိုရင်ကျမကခရမ်းကျင်ဒီတွေကိုခြေလိုက်ပါတယ်စားနဲ့အရသာမုံထည့်ပြီးပြီဆိုလို့ရှိရင်ခောက်ဆွဲပွဲစပြင်ပါတော့မယ်ရှင်ခောက်ဆွဲတဲ့ထက်စားဖို့ပဲပင်ပေါက်လေးပြုတ်လိုက်ပါတယ်ခောက်ဆွဲရောပဲပင်ပေါက်ရောပြုတ်ပြီးပြီဆိုတော့ခောက်ဆွဲစပြင်ပါမယ်ခဏကချက်ထားတဲ့ငရုတ်တီစီချက်ထည့်ပါမယ်ကြက်သွန်ဖြူစီချက်ထည့်ပါမယ်ကြံညုတ်ထည့်ပါမယ်ရှင်တိုဖူးကြော်ထည့်ပါမယ်တိုဖူးကြော်နီးကိုတော့ပိုးစောက်ကလက်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်ပြီးရင်တော့ငါအဖက်မြင်များနဲ့ဟင်းရည်ထည့်ပြီးရင်သုံးဆောင်လို့ရပါပြီရှင်ကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်